တူရကီမြန်မာမင်းသားတယောက်လိုနေမဲ့ဆာလာအီဂျစ်ဘောလုံးချဲပွဲမိုဟာမက်ဆာလာကလီဗာပူးတင်ကနေတူရကီကလပ်ထရန်ဇွန်စပေါ်တင်စီကိုပြောင်းရွှေ့ခဲ့ပြီးတဲ့နောက်ထရန်ဇွန်စပေါ်မြို့မှာမိသားစုနဲ့တူအခြေချနေထိုင်ဖို့အတွက်အလွန်တရာအသုံးဆောင်စုံလင်ပြီးခန်းနာထေဝါလာတွေနန်းတော်လိုဗီလာဆိုင်ကြီးကိုရွေးချယ်လိုက်ပြီးဖြစ်ပါတယ်ထရန်ဇွန်စပေါ်တင်ဘက်ကလည်းဆာလာလိုကမ္ဘာ့စင်ကစားမတယောက်ကိုခေါ်ယူနိုင်ဖို့အတွက်အသင်းရဲ့သမိုင်းတစ်လျှောက်စံချိန်တင်လာစာပမာဏအပြင်တီးတန့်အထူးအခွင့်အရေးများစွာနဲ့အစအစအရာရာလိုလေသေးမရှိပြည့်စုံအောင်ပြင်ဆင်ပေးခဲ့တာပါအသင်းရဲ့အထက်ကတောက်တိုင်ဖြစ်ရေရှည်စီမံကိန်းမှာပါဝင်ခွင့်ကွင်းပြင်ပတည်တံ့လွတ်လပ်ခွင့်နဲ့မိသားစုတွေအစင်းမြမားတွေနေထိုင်မှုပေါ်အာမခံချက်တွေကိုအပြည့်အဝပံ့ပိုးပေးခဲ့တာကြောင့်လဲဆာလာတက်ဒီစိန်ခေါ်မှုတစ်ကိုလက်ခံခဲ့တာဖြစ်ပါတယ်။တူရကီမီဒီယာတွေဖော်ပြချက်အရဆာလာဟာထရက်ဇွန်မြို့ရဲ့တာယာလှပတဲ့ရေလင်ကတ်ဧရိယာမှာတည်ရှိတယ်။စုစုပေါင်းမြေဧရိယာ985စတူယန်မီတာကျယ်ဝန်းတဲ့တည်တံ့ဆိုင်ကြီးကိုသဘောကျနေချိုက်ခဲ့တာဖြစ်ပြီးလက်ရှိမှာတော့အပိသက်ပြောင်းရွှေ့နေထိုင်ဖို့ပြင်ဆင်နေတာပါ။ထရက်ဇွန်မြို့ကိုစတင်ရောက်ရှိချိန်မှာတော့ဆာလာဟာအပိသက်နေထိုင်မဲ့အိမ်မတွေ့မီအထိမြို့တော်ရဲ့နာမည်ကြီးဟိုတယ်တစ်ခုရဲ့ Royal Suite အခန်းမှာပထမဆုံးခေတ္တတဲကိုနေထိုင်ခဲ့တာဖြစ်ပါတယ်။အခုသဘောကျသွားခဲ့တဲ့ဗီလာဆိုင်ကြီးကတော့အိမ်အထပ်ပေါင်းများစွာနဲ့ဖွဲ့စည်းတည်ဆောက်ထားပြီးတော့နေထိုင်သူတွေအတွက်တက်တောင့်တက်တာရှိစေမဲ့အခန်းပေါင်းများစွာနဲ့အစင်းမြင့်အသုံးဆောင်တွေပြည့်စုံစွာပါဝင်နေပါတယ်။အိမ်ရဲ့မြေညီတက်မှာတင်စတူယန်မီတာ120ကျယ်ဝန်းပြီးမိဖို့ကြောင့်ဧကန်ဧည့်သည်နားနေကန်ရေချိုးကန်နဲ့စတူယန်မီတာ45ကျယ်ဝန်းနဲ့လာတာဆောင်တို့ပါဝင်ပါတယ်။ပထမတက်မှာလည်းစတူယန်မီတာ120ကျယ်ဝန်းရှိပြီးဧကန်3ကန်ရေချိုးကန်3ကန်တီးတန့်ရေချိုးကန်နဲ့အဝတ်စားလေးကန်တို့ပါဝင်တဲ့မာစတာဆုအခန်းတစ်ခန်းပြင်အဝတ်လျှော်ကန်မှာဖွဲ့စည်းထားပါတယ်။စတူယန်မီတာ230ကျယ်ဝန်းတဲ့တီးတန့်ဥယျာဉ်ထဲမှာတော့ဆန်ရဲ့အကောင်းဆုံးနဲ့အခမ်းအနားဆုံးစိတ်ပန်းဖြည့်စရာအသုံးဆောင်တွေကိုတွေ့မြင်ရမှာပါ။အိမ်တွင်းရေကူးကန်စာအုပ်နာရင်နှွေးငွေကန်ကိုလက်လှူရှာလေးကျင်ကန်လုံနိုင်မဲ့ဂျင်ကန်နဲ့စောင်းရသည့်ပန်းချန်တို့ပါဝင်တဲ့အပြင်စာကြည်ကန်နားနေကန်မိဖို့ကြောင့်နဲ့ပစ္စည်းတူလောင်ကန်တွေကိုပါတီးတန့်စနစ်တကျထည့်သွင်းပေးထားပါတယ်။အပန်းဖြည့်စရာနားနေစရာကဏ္ဍကဒီမှာတင်ရက်ထက်မသွားပဲစတူယန်မီတာ35အကျယ်ရှိတဲ့အပေါ်ဆုံးထပ်မှာရုပ်ရှင်ကြိုက်သူဆာလာအတွက်တီးတန့်ရုပ်ရှင်ရုံနဲ့ပစ္စည်းတူလောင်ကန်မှာထည့်သွင်းထားတာပါ။အိမ်ပြင်ပမြေခွက်လက်နေတဲ့အရှိတ်ဘက်ဥယျာဉ်ကစတူယန်မီတာ290နဲ့အောက်ဘက်ဥယျာဉ်ကစတူယန်မီတာ485ကျယ်ဝန်းပြီးအပြင်ဘက်တီးတန့်ရေကူးကန်မိဘုံပွဲကျင်းပနိုင်မယ့်နေရာဥယျာဉ်မိဖို့ကြောင့်ရေချိုးဧရိယာဝါသနာပါယာစိုက်ပျိုးနိုင်မယ့်ပန်းချန်နဲ့ကလေးတငယ်တွေစော်ကစားနိုင်မယ့်ကစားကွင်းတို့ပါပြည့်စုံစွာပါဝင်နေပါသည်။ဒီဆိုင်ကြီးမှာအစိမ့်မြင့်နည်းပညာတွေကိုလည်းစနစ်တကျတပ်ဆင်ထားပြီးအိမ်တစ်ခုလုံးကိုတနေရာတွေကနေထိန်းချုပ်နိုင်မယ့် Smart Home စနစ်အတန်စနစ်လုံခြုံရေးဗီဒီယိုကင်မရာတွေဗဟိုထိန်းချုပ်မှုစနစ်တဘာတငွေအပူပေးစနစ်နဲ့ကြံခင်းအောက်အပူပေးစနစ်စတာတွေပါဝင်နေပါသည်။မကြာမီကာလအတွင်းမှာပဲဆာလာရဲ့မိသားစုဝင်တွေက Transfer မြို့ကိုရောက်ရှိလာတော့မှဖြစ်ပြီးဒီဆိုင်ကြီးမှာအတူတကွပြောင်းရွှေ့နေထိုင်က Transfer Sporting နဲ့အတူဘောဟာစာမျက်နှာတစ်ကိုစတင်သွားတော့မှာပါ။ကွင်းအတွင်းမှာအသင်းကိုဦးဆောင်လမ်းပြနိုင်တဲ့ပါရမီပြင်ကွင်းပြင်မှာပါဆာလာရဲ့စူပါစတာတယောက်ရဲ့ကွန်ထရက်တိုင်းပံ့ပိုးပေးနိုင်ခဲ့တဲ့ Transfer Sport ရဲ့အစီအစဉ်ကကစားမရဲ့အကောင်းဆုံးခြေစွမ်းကိုဖော်ထုတ်ဖို့လမ်းခင်းပေးလိုက်တာပါ။အပြေးအဝတည်တံ့ဆန်မှုနဲ့ဘောဟာအာမခံချက်ရရှိထားတဲ့ဆာလာအတွက်တော့ဒီလိုအခွင့်အရေးတွေနဲ့အတူတူရကီမြန်မာအောင်မြင်မှုသစ်တွေဆက်လက်ပုံဖော်သွားဖို့အစဉ်သင်းဖြစ်နေပြီလို့ဆိုရမှာဖြစ်ပါတယ်။